Oxford ကနာမည်ကြီးတဲ့ Broad Street ကိုရောက်နေတာ Broad Street မှာအခုဒီမှာတော့ Trinity College ရှိတယ်လေသူကဒီ Broad Street တစ်လျှောက်ကတော့ခုန open space ပေါ့အခုလိုနေပူတဲ့ຢာသီးတို့ကောင်းတဲ့ချိန်မှာအားလုံးကထွက်ပြီးတော့ထိုင်နေကြတာသူကတော့လမ်းလျှောက်ပြီးသွားတဲ့လူတွေပဲများတယ်ကားတော့ဝင်လို့ရတယ်ဒါပေမဲ့ကားမောင်းတာ public transport တွေဒီမှာမရှိဘူးနောက်ဒီမှာနာမည်ကြီးတာကျွန်တော်တို့ရင်စာအုပ်ဝယ်မယ်ဆိုလို့ရှိရင်အရန်စုံတာဒီ Blackwell ဆိုတဲ့စာအုပ်ဆိုင်ကြီးอ่ะလေအဲ့ဒါဟွာနဲ့တောင်မှပဲဓာတ်လှေကားတွေနဲ့တောင်တက်ပြီးတော့မှစာအုပ်တွေကိုကြည့်ရတာအထက်အောက်ဘယ်လိုအများကြီးပဲစာအုပ်တွေစုစည်းထားတာပေါ့နော်ဒီကနေအခုကျွန်တော်ဟို Wagdam College ကိုသွားမလို့ဒါ Oxford တက္ကသိုလ် area ထဲမှာပေါ့ဒီ Wagdam College ကကြတော့လွန်ခဲ့တဲ့9နှစ်ကကျွန်တော်အဲ့ဒီမှာတဲခဲ့တယ်ဒီမှာ Oxford စီးကျိုစင်တာမှာလာပြီးတော့လေ့လာတော့ကအဲ့ဒီကိုဝင်ပြီးတော့အဲ့မှာမနေ့စာစားရတာပေါ့နော်အဲ့ရအဆောင်ကျောင်းသားလို့ဖြစ်သွားတာပေါ့အဲ့ဒီကိုအမှတ်တရပြန်သွားမလို့အဲ့တော့ဒီမှာခုဒီ Trinity College ရှေ့ကနေပြီးတော့ဖြတ်ပြီးတော့Wagdam College ကိုသွားမှာပေါ့ခုန Oxford တက္ကသိုလ်ကတော့ Oxford မြို့ထဲမှာ college ပေါင်း340လောက်နဲ့ဟိုလောက်ထတာပေါ့နော်ဖွဲ့စည်းထတာဆိုတော့တစ်မျိုးလုံးမှာအနှံ့ဖြစ်နေတာပေါ့ဒီနာ Broad Street ဆိုတဲ့အတိုင်းနည်းနည်းကိုကြဲကြဲပြန့်ပြန့်နဲ့စီကားတယ်။ဒါဒီဘက်မှာလည်းဒီဘက်ကဆက်သွားလို့ရှိရင်လည်းနော် Radcliffe Eye ဆိုတဲ့ဟာတွေရောက်မှတင်နေ။နာမည်တွေတော့သေချာမမှတ်တတ်ဘူး။ Bodleian Library တို့ဒီ Oxford ကနာမည်ကြီးတဲ့ဟာတွေလေ။ Radcliffe Eye ဆို Radcliffe Square ဟိုဟာကြီးဟို circle ကြီးနဲ့ဟိုဒီလိုစက်ဝိုင်းပုံစအုံကြီးနဲ့ဒီနောက်ထဲမှာ Radcliffe Eye ဆိုတဲ့နာမည်ကြီးစအုံရှိတယ်လေအဲနောက်ဒီနားမှာ botanical garden တွေလည်းရှိတယ်ဆိုတော့ဒါကတကယ်ဟိုဟာ area ပေါ့နော်ဟို tourist attraction area ပေါ့ဒီနားပတ်ချာလဲအဆောက်အုံတွေကလည်းတကယ်ရှေးအောင်အဆောက်အုံတွေဆိုတော့အရင်တစ်ခေါက်လာတော့ကဆိုရင်ဒီနားမှာရုပ်ရှင်ရိုက်နေတာတွေ့ခဲ့ဦးတယ်လေကိုဒီပွန်းနေရနေပြီးတော့ဖြတ်ပြီးတော့သွားလိုက်လို့ရှိရင်သူကဟိုဘက်မှာကြတော့ tourist attraction area ကိုရောက်သွားမှာပေါ့ဒီဘက်မှာလည်းပဲဒီမှာ Western Library ခုနပြောတဲ့ Bodleian Shop ဆိုတော့ library နဲ့နာမည်အတူတူပဲ At the roundabout, take the first exit onto Parks Road. ရှေ့ချိုးလိုက်လို့ရှိရင်ရောက်ပြီတဲ့ကဲ okay ဒါကတော့ဒီနာမည်ကြီး Broad Street ကိုရိုက်ပြတာပါဟိုဘက်တက္ကသိုလ်ရောက်မှပြန်ရိုက်ပေးလာအောင်မယ်ဒီမှာဆိုသူတို့စီက puff လေးတွေပေါ့လား puff လေးတွေဆိုမဲ့အခုကအစောကြီးရှိသေးတယ်ထိုင်ကုန်ကြပါပြီနော်မြန်မာပြည်မှာလက်ဖက်ရည်ဆိုင်ထိုင်ကြသလိုပေါ့ဒီမှာတော့လက်ဖက်ရည်ဆိုင်ရလို့တော့မရှိဘူးဒါပေမဲ့လို့အဲ့လို coffee ဆိုင်တို့ puff တို့ bar တို့အဲ့ဒါတွေတော့တွင်ကျယ်တာပေါ့လေExit the roundabout onto Parks Road. Okay bye bye